အားလုံးမင်္ဂလာပါဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာလေးကတော့စာရေးဆရာဥပ္ပေမြင့်ရဲ့တော်နေပြောနေကိုယ်ပိုင်ပါအောင်ဇယုံနေနဲ့စောင့်နေအကြောင်းလေးပါတယ်ဒီစောင့်နေမှာနောက်တစ်ခါမှာတော့အမှားစာပါမယ်အမှားစကားပါမယ်အခန်း1ကနေအခန်း7အခန်း7ချီအခန်းငယ်လေးပါမယ်အမှားစကားမှာတော့ဘာရေးထားလဲဆိုတော့အချို့လူများဒီစကားပြောကောင်းခြင်းဟူသောအရေးသွေးတစ်ခုကိုအဓိကအားပြုပါအခြားကမ်းလူများချင်းထူးခြားအောင်မြင်သွားတဲ့ကြပြီ။စကားပြောကောင်းတော့ရှင်နေစကားပြောကောင်းတော့အယောင်သမားစကားပြောကောင်းတော့လုပ်ငန်းအကြီးအကဲစကားပြောကောင်းတော့အင်ဂျင်နီယာစကားပြောကောင်းတော့ပမောက္ခစကားပြောကောင်းတော့စာတက်စကားပြောကောင်းလို့ဒီသက်ဆိုင်ရာလုပ်ငန်းတွေပဲပြီးပြီးရင်သူတို့ဘာထက်ကောင်းတော့တာသူများဖြစ်လာကြတယ်။လုပ်ငန်းဖွဲ့စည်းများလေးတွေချင်းပေါ်သူများလုပ်ငန်းဖွဲ့စည်းပြီး process တောင်းဆောင်များဖြစ်လာကြတယ်။ရုပ်ပြရေးရွာများတွေလည်းထိုနည်း၎င်းနဲ့စကားပြောကောင်းမှုကိုပင်မြို့မြို့ပေါက်တွင်နဲ့အရေးပါသူအားကိုအထားရသူများဖြစ်လာတဲ့အကြောင်းကိုလူများနဲ့ဆက်ဆက်ပတ်သက်ရတဲ့ကိစ္စမှန်များမှာစကားလေးဟူသောစစ်ချက်တွေအလောက်ကမရှိမဖြစ်တဲ့အချိန်အောင်ဖြစ်ပြီးထို့ပြင်လူတွေကစကားပွားလို့ထန်တိုင်းကြစကားမပြောတတ်သူတို့နားမထောင်ကြတော့ရင်စကားပြောကောင်းလို့ဆိုတာဘောချက်တဲ့သဘောရှိတယ်နော်နောက်ပြီးတော့ဒီအမှားစာအဆုံးသားလေးမှာတော့ဒီကိုစာအုပ်လိုက်ဒီတက်ရှိပြီးစကားပြောတော့အတွေ့အကြုံလုံးဝမရှိသေးဘူးများအတွေ့အကြုံအတက်အသိရှိပြီးသားဖြစ်တော့လေမိဟောပြောမှုနဲ့ဆက်နေပြီးတော့အင်းအားရမှုရှိသူများအတွက်စကားပြောဟောတော့အလုပ်ကြီးပေါ့နော်သဘောတော်ဝါများနဲ့ဟောပြောစွမ်းရည်ထက်မြက်အောင်လေ့ကျင့်ရနေရတာကိုတစ်စိမ့်ပြီးစနစ်တကျစီစဉ်ပြထားပါတယ်နော်ဒီစာအုပ်ကိုရေးသားပြည့်စုံရနိုင်တဲ့ Harvard and Casper ရဲ့ A Complete Public Speaking Course နဲ့ Days Carnegie ရဲ့ Public Speaking and Influencing Men in Business စာအုပ်တို့ကိုအဓိကပြင်ညမ်းပြီးတော့ဖော်ပြထားတာဖြစ်ပါတယ်။နောက်စာရေးသူရဲ့စုထောင်စာလေးကိုဖော်ပြထားတဲ့စာဖတ်သူကနှုတ်မှုစွမ်းရည်ထက်မြက်သူများဖြစ်ကြပါစေလို့စုထောင်စာလေးပါတယ်နော်။အခန်းတက်မှာတော့စင်ကြောက်ခြင်းတို့မဟုတ်ပြည်သက်ကြောက်ခြင်းဆိုတော့အကြောင်းအရာလေးဖြစ်ပါတယ်နော်။ဒီခုကြောပြခြင်းရဲ့အကြောင်းအရာလေးအခန်းတက်ချင်တာမှာအရေးကြီးနေတာအဓိကဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်။စင်ကြောက်စိတ်၏အဓိကအကြောင်းရင်းမှာစိမ့်နေခြင်းဖြစ်ပြီးစိတ်နဲ့စိမ့်ပြီးစင်မော်တက်စကားပြောရတော့အလုံးနဲ့စိမ့်ပြီးအတွေ့အကြုံလို့လေ့ကျင့်မရှိတဲ့စင်မော်တက်ရတဲ့အခါစင်မော်ရင်းမနေတက်မတက်ရတာအသားမကျလက်ကိုဘလို့ထားမှမသိတက်ရှူရတာပဲခက်ခဲနေကိုယ်ကနာနေထားမကျလို့စိတ်ကလည်းနေတာမကျအလုံးလုံးဝိုင်းကြည့်နေတဲ့အဖြစ်ကတိကောက်ဖြစ်နေတယ်တကယ်ကအမှန်မဲ့လောကရင်းနေကြဖြစ်တဲ့မိမိရဲ့အနှောက်အယှက်မှန်တဲ့များကိုသတိထားမိနေတယ်။ဒီနေ့တန်တူလုံးနဲ့ထင်တယ်။ဒီနေ့ပြင်ပြောတယ်။အပင်ကျေသွားပြန်ပြီးလို့ထင်တယ်နော်။ဒီနေ့စကားတကုန်းနဲ့တကုန်းကြားရင်တိတ်ဆိတ်နေမှုကကြောက်စရာကောင်းတော့အောင်ချီကြတယ်လို့ထင်တာစသဖြင့်ပေါ့နော်။သတိထားလို့လေခွာကြလေးဖြစ်နေတယ်။စပိန်စီးခါလေးခါကြီးဆောင်တာတစ်ခုလုံးတောက်ကြီးဖြစ်နေပုံနဲ့တူတယ်နော်။ခွာကြတဲ့ကိစ္စကြောက်သွားရေးအတွက်အရေးကြီးဆုံးအချက်မှာအလေးအကျင့်ဖြစ်တယ်။ဆရာကစနစ်ကြလေ့ကျင့်နေစမော်ရင်းတစ်ပွဲနှစ်ပွဲသုံးလေးပွဲအတွေ့အကြုံရှိအောင်မယ်ဆိုရင်ကျင့်လာရတာပေါ့နော်။ကျင့်လာရတာပြီးမိသားစားလာပြီးစပိန်စီးတက်လာသူဒီစပိန်ဘော်ရင်းတော့ဖြစ်လာတဲ့ကဲတူပေါ့နော်။စင်ပေါ်မှာလည်းနေတက်လာတယ်။အတန်အနေနဲ့မယူရတဲ့ခံပန်မှုများတို့ဒီစင်အောက်မှာတန်ပြောယူပြောစင်တိုင်းပြန်ဖြစ်လာ။စင်တက်ရလာတဲ့ခါတိုင်းမှာစပိန်စီးကျွမ်းကျင်လာသူဒီစပိန်ဘော်တွင်ပြောတဲ့ကဲတူစင်ပေါ်မှာတင်ပြောလာမယ်နော်။ပေါ်ပါတော့လာမယ်။စင်မော်တက်ရနေတက်ကြွရွှင်လန်းသောစိတ်ဖြစ်ပေါ်လာတယ်။စင်မော်ရောက်နေဆင်အောင်ချက်ဒီတဲ့ဟန်ပန်တွေပုံရိပ်တိတိတတ်တာလောက်တက်လာပြီးတော့ဒီလိုလောက်တက်လာတဲ့အတွက်ကြောင့်မိကိုအားရခြင်းနဲ့စိတ်ဖြစ်ပေါ်လာမယ်ဆိုတော့ဒီကျင့်နေကအဓိကဆိုတဲ့အကြောင်းအရာကိုအခန်းကျင်းမှာရှင်းပြထားတယ်ပေါ့နော်။အခန်းကြီးကတော့အောက်ဆန်းချောင်းဆိုပြီးတော့အခန်းကတော့ဒီတဲ့ဟန်ပန်နဲ့ခံရတဲ့ကျန်မှုကြောင့်ဖြစ်တဲ့အခန်းလေးကတော့ဟန်ပန်မှုရောက်အခန်းကတော့တိတိတိစမှုကြောင့်ဖြစ်တဲ့အခန်း6ကတော့ပမာဏစကားနဲ့ပတ်သက်တဲ့အကြောင်းအရာဖြစ်တဲ့အခန်း9ကတော့ဥပဒေချက်ပြီးပြောင်းဘယ်လိုပြောမလဲဒီကောင်ကိုချုပ်မယ်ဆိုတဲ့အကြောင်းအရာဖြစ်တဲ့အခန်း10ကတော့ပြီးပြောင်းသရုပ်ဖော်တဲ့ချက်တက်ပါအခန်း9ကတော့စကားပြောရတဲ့အခန်း10ကတော့ဒီကနေ့ပတ်သက်ပြီးတော့လူနေထိုင်ရမယ်ဆိုတဲ့အချက်နဲ့ဖြစ်တဲ့အခန်း7ကတော့ဒီတက်ပေါ်ကနေဟောပြောသူပါဆိုပြီးတော့အခန်း7ခန်းနဲ့ဒီစာနဲ့ရှင်းပြတာတော့စောင်းဖုံးလေးမှာလေလူရှိသူရှိမှစကားမပြောရသည့်အခါတင့်ကောင်းတဲ့အတွေးခေါ်ကောင်းတွေညရှိလူမသိဘယ်များဖြစ်လျက်ငုံတဲကမထွက်နိုင်ဖြစ်တတ်ပါတယ်နော်လူရှိသူရှိတွင်တရားပြီးလျက်စွာမပြောတတ်သည့်အခါကို့အကြောင်းအရာများကောင်းတော့လေသူတော်ကောင်းတဲ့မရောက်ဘုမပေါ
ဖြစ်တတ်ပါတယ်နော်လူအများကိုဥဆောင်နိုင်ဆိုဖြစ်ရန်အတွက်ပိတ်သက်ရှိမှာပြောရရမယ်ပြောတတ်ဖို့လည်းလိုရဲဆိုပြီးတော့စောင်းရဲ့နောက်ဖုန်းလေးမှာရေးထားပေးပါတော့နော်ချစ်မရွေးလို့လည်းဟောနီပြောနီကိုဘက်ပါအောင်စီယုံမီမဲများကိုစိတ်ဝင်စားရဲဆိုရင်ဆရာဖေမြင့်ရဲ့ဟောနီပြောနီကိုဘက်ပါအောင်စီယုံမီများစောင်းကိုဖတ်ကြည့်ဖို့တိုက်တွန်းနေပါတယ်ခုချိန်လေးနားထောင်ပေးတဲ့အတွက်အားလုံးကိုဒူပဲကျေးဇူးတင်ပါတယ်